ဤစွမ်းအားကြီး Twilight Orb ကြောင့်ပင်မြောက်ဖက်အရံမှာ Northern Vale နဲ့အရှေ့ဖက်ကမ်းခြေမှာ Kedia Riverlands တို့ပါစစ်မီအတွင်သို့မလွှဲမသွေဆွဲသွင်းခြင်းခံလိုက်ရတော့သည်ဇလန်လေးမစမီမှာ like နဲ့ share လေးလုပ်ပေးသွားဖို့မြစ်တာရက်ခံပါတယ်ခင်ဗျာနောက်ပြီး follow လေးပါလုပ်ပေးခဲ့ပါဦးနော်ငရေတကာပွင့်သွားသည်နဲ့အမျှကောင်းကင်ယံသည်ခရမ်းရင်ရောင်သွေးစွန်ခဲ့သည်မိစ္ဆာအုပ်စုကြီးသည်မြေပြင်ပေါ်သို့အလုံးအရင်နဲ့တက်လာခဲ့သည်ဤစစ်ပွဲအတွင်းမိုနီယန်တို့ဤဂုံဆောင် legendary swordsman အလူကတ်ဤဖခင်သည်သူ၏အင်ပါယာကိုကာကွယ်ရင်းသူရဲကောင်းပိတာစွာကြာဆုံးသွားခဲ့သည်ဤဖြစ်ရကြောင်းစစ်ပွဲသည်နတ်ဖျားများ၏အားပြိုင်မှုအစင်မှသည်လူသားတို့၏သွေးကြွေးလက်စားချေမှုအဖြစ်သို့ကူးပြောင်းသွားခဲ့သည်ကလေးငယ်အလူကတ်ဤမျက်လုံးထဲတွင်မြင်တွေ့လိုက်ရသောဖခင်၏ကြာဆုံးမှုသည်နောက်တစ်ချိန်တွင်အမှောင်တို့ကိုချီမုံမိအင်အားအဖြစ်ပြောင်းလဲသွားခဲ့သည်စစ်ပွဲသည် Monian Empire အတွင်း၌သာရပ်တန့်မနေခဲ့ကဘာကြီးဟန်ချက်ကိုထိန်းညှိပေးနိုင်သော Twilight Orb ကိုပိုင်ဆိုင်ရန်အလင်းနှင့်အမောင်တပ်ဖွဲ့များစူးစမ်းလာကြသည်ဤစွမ်းအားကြီး Twilight Orb ကြောင့်ပင်မြောက်ဖက်အရံမှာ Northern Vale နဲ့အရှေ့ဖက်ကမ်းခြေမှာ Kedia Riverlands တို့ပါစစ်မီအတွင်သို့မလွှဲမသွေဆွဲသွင်းခြင်းခံလိုက်ရတော့သည်